နေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ဟာအစာအုပ်တွေကိုဘလောက်အမြင့်ထိအမြင့်ဆုံးထားပြီးစောင့်နိုင်တယ်လဲဆိုတာကိုဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။ဧဝရတောင်ထက်မြင့်ပြီးလူပေါင်းတန်း30ကျော်ဝန်ဆက်နိုင်တဲ့အစာအုပ်ဆောက်လုပ်ဖို့အတွက်လူသားတွေမှာအစီအစဉ်တွေအရင်တုန်းကရှိခဲ့ဘူးလေဆိုတာသင်သိပါသလား။ဟုတ်ပါပြီ။ဒီအကြောင်းကိုမဆွေးနွေးခင်မှာကျွန်တော်ရဲ့ channel ကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့အစာအုပ်တွေကိုဘလောက်အမြင့်ထိဆောက်လုပ်နိုင်တယ်လို့သင်ထင်တယ်လဲဆိုတာကို comment မှာရေးပေးသွားကြပါဦးခင်ဗျာ။ Burj Khalifaကိုကအနေနဲ့လက်ရှိမှာကမ္ဘာအမြင့်ဆုံးမုံမြော့တိုက်ဖြစ်နေတဲ့ RS စော်ဘွားများပြည်ထောင်စုဒူဘိုင်းမှာတည်ရှိတဲ့ Burj Khalifa နဲ့စတင်လိုက်အောင်ခင်ဗျာဒီ Burj Khalifa မှာအမြင့်828မီတာဒါမှမဟုတ်2920ပေခန့်ရှိပြီးနိုင်ငံကိုလာရောက်လည်ပတ်တဲ့ခရီးသွားတွေပုံမှန်များပြားလာစေဖို့ရည်ရွယ်ချက်နဲ့2004ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်ဒေါ်လာ 1.5 ဘီလီယံတန်တဲ့ဒီမုံမြော့တိုက်ဟာဟိုတယ်ခန်းတွေအပါအဝင်အထူးကလူနေဖို့အတွက်ပဲအသုံးပြုတာဖြစ်ပေမဲ့သူမှဒီထက်ပိုအံ့ဩဖို့ကောင်းတာတွေရှိနေပါသေးတယ်။သူမှကမ္ဘာအကြီးဆုံးရှုမြော်စင်တစ်ခုလည်းပါရှိပြီးအဝင်ဝမှာတော့ကမ္ဘာဒုတိယအကြီးဆုံးအကရေပန်းလည်းရှိပါတယ်။ဒီမိုးမြော်တိုက်ကို2009ခုနှစ်မှာဆောက်လုပ်ပြီးစီးခဲ့ပေမဲ့2010ခုနှစ်ကြာမှာပဲတရားဝင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့အဲ့ဒီထက်ပိုမြင့်တဲ့မိုးမြော်တိုက်တွေကိုဆောက်လုပ်ဖို့ပိုခက်ခဲလာပြီဖြစ်ပါတယ်။တိုင်းပြည်တချို့မှာအစိုးရကသတ်မှတ်ထားတဲ့အမြင့်ပေကန့်သက်ချက်တွေရှိပြီးဒါအပြင်အမြင့်တန်းကိုခန္ဓာရည်ရှိစေဖို့အတွက်လုံလောက်တဲ့မြေပြင် area လည်းရှိရပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့ဟာမကြခင်မှာအလွန်မြင့်မားတဲ့မိုးမြော့တိုက်တစ်ခုကိုမြင်တွေ့ရနိုင်ခြေရှိနေပါတယ်။ဒီကချက်တာမျှော်စင်ကတော့ကမ္ဘာပေါ်မှာပထမဆုံး1ကီလိုမီတာမြင့်တဲ့မိုးမြော့တိုက်ဖြစ်လာနိုင်တဲ့ဆောက်လုပ်ရေး project တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒီမျှော်စင်ကလည်းဒီနေ့ဗီဒီယိုမှာကျွန်တော်တို့နောက်ထပ်ဖော်ပြပေးမယ်မျှော်စင်တွေနဲ့စာရင်တော့တကယ်ကိုသေးလေးပါပဲ။မင်းသားအဝါလီဘင်ထလောင်းအပါဝင်အဓိကယင်းနှမြုံနှံသူအများစုဟာလက်စားမှုကောလာဟာလာတစ်ခုကြောင့်ဖန်ဆီးခံခဲ့ရပြီးတဲ့နောက်ဒီ project ဟာလည်း2019ခုနှစ်မှာရှန်နာထားခဲ့ရပါတယ်။ယင်းနှမြုံနှံသူတွေကတလာတဲ့နဲ့ပြန်လွတ်လာခဲ့ပေမဲ့ဒီလောက်မြင့်တဲ့အဆောက်အဦပေါ်ကိုကွန်ပစ္စည်းတွေတည်ပို့ဖို့ကပြဿနာဖြစ်နေခဲ့ပြန်ပါသေးတယ်။ဒါအပြင်ဘိသုကပညာရှင်တွေကလည်းလေးတိုက်တဲ့အခါအဆောက်အဦမရိမ့်ရိုင်သွားအောင်ထိန်းထားပေးနိုင်မဲ့ကုန်ကျန်းတွေနဲ့ဒီဇိုင်းတွေကိုရေးဆွဲနေကြဆဲဖြစ်ပါတယ်။လက်ရှိမှာတော့ဒီမိုးမြော့တိုက် project ဟာ Burj Khalifa ကိုစိန်ခေါ်နေလျက်ရှိပါတယ်။ဒါပေမဲ့ဒီထက်အများကြီးပိုမြင့်တဲ့မိုးမြော့တိုက်တွေအကြောင်းကျွန်တော်ရဲ့အစီအစဉ်မှာဆက်လက်ဆွေးနွေးသွားဖို့ကြံရှိနေပါသေးတယ်။နံပါတ်၄ HC4000 ဒီ HC4000 မိုးမြော့တိုက်အတွက် idea ကိုတော့ဂျပန်နိုင်ငံရဲ့အင်ယာစနစ်ဖွံ့ဖြိုးလာဖို့အတွက်ရည်ရွယ်ပြီး1995ခုနှစ်မှာ Taisei Corporation ကရေးဆွဲခဲ့တာဖြစ်ပြီးသူ့ရဲ့အမြင့်ပေအနေနဲ့4ကီလိုမီတာတောင်မှမဟုတ်2မိုင်ခွဲရှိပါတယ်။ဒီလောက်ဆိုရင်ဒီမိုးမြော့တိုက်ဟာဖူဂျီတောင်ထက်တောင်မြင့်သွားမှာဖြစ်ပြီးသူရဲ့ရည်ရွယ်ချက်ကတော့နေထိုင်သူတွေအပြင်ထွက်စရာမလိုအောင်ဈေးဝယ်စင်တာတွေဟင်းသီးဟင်းရွက်ဈေးတွေနဲ့အဆောက်အဦထဲမှာတင်မြို့တစ်မြို့တည်ဖို့ပဲဖြစ်ပါတယ်။ဒီမိုးမြော့တိုက်ဟာလူပေါင်း1 သန်းလောက်ဝန်ဆက်နိုင်ဖို့ရထားပြီးဒါတခြားလူတွေအတွက်လည်းတဘာဝစွမ်းအင်တည်တံ့ကိုအသုံးပြုပြီးတမျိုးကြမဟုတ်တဲ့မိုးမြော့တိုက်တွေဆောက်လုပ်နိုင်ဖို့အတွက်စံနမူနာတစ်ခုအဖြစ်ရေးဆွဲခဲ့တာဖြစ်ပါတယ်။ Taisei Corporation ကတော့ဒီမိုးမြော့တိုက်ထဲမှာဆိုလာစွမ်းအင်တည်တံ့မဲ့အသုံးပြုဖို့စီစဉ်ထားပေမဲ့အဲဒီလောက်များတဲ့စွမ်းအင်ပမာဏထုတ်ယူနိုင်အောင်သူတို့ဘယ်လိုလုပ်မလဲဆိုတာတော့မသိပါဘူး။ဒီလိုမျိုးအဆောက်အဦတစ်ခုအတွက်လုံလောက်တဲ့အောက်ခြေရဖို့ဆိုရင်ဒီအဆောက်အဦကို Pacific မီးကွင်းဒေသမှာဆောက်လုပ်ရမယ်ဆိုတာဘိသုကပညာရှင်တွေကကြိုမြင်ခဲ့ပြီးဖြစ်ပါတယ်။တကယ်လို့တကယ်ဆောက်လုပ်ဖြစ်ခဲ့တယ်ဆိုရင်တော့ဒီမိုးမြော့တိုက်ဟာကမ္ဘာအမြင့်ဆုံးမိုးမြော့တိုက်ဖြစ်လာမယ့်အပြင်ကုန်ကျစရိတ်ကလည်းဒေါ်လာ9ဘီလီယံနဲ့ဈေးကြီးဆုံးမိုးမြော့တိုက်တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ချိုးကတော့ဒီဆောက်ဦးရဲ့ဆောက်လုပ်ရေးကုန်ကျစရိတ်ဟာ 1.7 trillion ဒေါ်လာအထိကျတင်နိုင်တယ်လို့ခန့်မှန်းထားကြပါသေးတယ်။ဒီမိုးမြော့တိုက်ကိုတော့စတီးပေါင်းတန်ချိန်3တန်းနဲ့ဆောက်လုပ်မှာဖြစ်ပြီးဒီပမာဏဟာအဲဒီချိန်မှာ Eiffel မျှော်စင်အခု300လောက်ဆောက်လိုက်တာနဲ့ညီမျှပါတယ်။ဘိသုကပညာရှင်တွေကတော့ဒီလောက်ကြီးတဲ့ project တစ်ခုဟာလက်ရှိချိန်ထိမဖြစ်နိုင်သေးဘူးလို့ခန့်မှန်းထားတဲ့အတွက်ဒီမိုးမြော့တိုက်ဆောက်လုပ်ဖို့ကြာချိန်အတိအကျကိုတော့မသိရသေးပါဘူး။ဒါပေမဲ့ Taisei Corporation ကဒီ project ကို2009ခုနှစ်ကတည်းကဆောက်လုပ်နေခဲ့တာဖြစ်တယ်လို့ကောလာဟာလာတွေထွက်ခဲ့ပူပါတယ်။ကမ်ပဏီဘက်မှာတော့ဒီ project ကိုမစတင်ခင်မှာသူတို့ဘက်မှာလည်းပြင်ဆင်စရာတွေရှိသေးတယ်လို့ထုတ်ပြန်ထားခဲ့ပါတယ်။နံပါတ်3 Tokyo Tower of Babel မိုးမြော့တိုက်ထဲမှာမြို့တီမဲ့နောက်ထပ် project တစ်ခုကတော့1992ခုနှစ်မှာစတင်ထုတ်ပြခဲ့တဲ့ Tokyo Babel Tower project ပဲဖြစ်ပါတယ်။
အဲဒီ project ကိုတော့ဘရာဇီးနိုင်ငံမှာကျင်းပတဲ့တဘာပတ်ဝန်းကျင်ဆိုင်ရာကမ္ဘာထိပ်သီးအစည်းအဝေးမှာဝါဆက်တာတက္ကသိုလ်တိုရှီယိုအိုဂျီမာတခွဲခန်းမှစတင်တင်သွင်းခဲ့တာဖြစ်ပြီးအမြင့်ပေအနေနဲ့10 ကီလိုမီတာဒါမှမဟုတ်ပေ3300လောက်အထိရှိမယ်လို့ခန့်မှန်းရပါတယ်။ဒါဟာအေဝရတောင်ထက်တောင်မြင့်မာဖြစ်ပြီးတာမန်လေရင်တွေပြန်တန်းတဲ့အမြင့်ထက်တောင်မှမြင့်မာသေးတယ်။ဆိုလိုတာကတော့ဒီမိုးမြော့တိုက်ဟာကမ္ဘာအမြင့်ဆုံးမိုးမြော့တိုက်ဖြစ်အောင်သာမကပဲကမ္ဘာပေါ်မှာအရှည်ဆုံးအဆောက်အဦတစ်ခုလည်းဖြစ်နိုင်ပါတယ်။ဒီလောက်ရှိတဲ့မျှော်စင်တစ်ခုကိုဆောက်လုပ်ဖို့ဆိုရင်အောက်ခြေအတွက် area 4100 square kilometer လောက်အထိလိုအပ်ပါတယ်။ဒီအကျယ်ဟာ Houston Texas ရဲ့2ဆလောက်အထိရှိပါတယ်။ဒီဆောက်လုပ်ရေးကိုစတင်ဖို့ရထားတဲ့အချိန်မှာပဲဂျပန်နိုင်ငံရဲ့စီးပွားရေးပြိုလဲသွားတဲ့အတွက်ဒီ project ဟာအလင်းရောင်တော့မမြင်ခဲ့လိုက်ရပါဘူး။အခုချိန်မှာတော့ဂျပန်နိုင်ငံရဲ့စီးပွားရေးပြန်လည်တိုးတက်လာခဲ့ပြီဖြစ်ပေမဲ့ဒါရဲ့ဆောက်လုပ်ရေးကုန်ကျစရိတ်က306 trillion ဒေါ်လာလောက်အထိကုန်ကျမှာဖြစ်တဲ့အတွက်ဒါအရန်ကိုတာဝန်ကြီးနေပုံရပါတယ်။ဒါပြင်တိုကျိုဘာဘက်တာဝါဟာဆောက်လုပ်ဖို့အတွက်လည်းနှစ်ပေါင်း150လောက်ကြာမြင့်အောင်မှာပဲဖြစ်ပါတယ်။နံပါတ်2 The Latch Loop ကျွန်တော်တို့ဒီတစ်ခါပေါ်ပြမယ့်အရာကတော့အနာဂတ်မှာဆောက်လုပ်မယ့်အဆောက်အဦတွေရဲ့အမြင့်နဲ့ပတ်သက်လာရင်ကောင်းကင်ဟာလည်းကန့်သက်ချက်မဟုတ်ဘူးဆိုတာကိုပြသလိုနေပါတယ်။ဒီ Latch Loop project ကိုတော့1982ခုနှစ် American အာကာသသတင်းစာမှာ Kilostrom ကနေဖော်ပြခဲ့ပူပါတယ်။ဒီစက်ကွင်းကိုတော့ကမ္ဘာမြေကနေအာကာသတွေကိုပစ္စည်းတွေပို့ဆောင်ဖို့အတွက်ကေဘယ်ကြိုးတန်းတွေနဲ့တွက်တန်းထားမှာဖြစ်ပြီးပစ္စည်းတွေကိုတော့တန်လိုက်စနစ်နဲ့ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ဒါလက်ရှိမှာ Shanghai Trans-Rapid ရထားကလေထုထက်မှရှိတဲ့ area တွေကိုအရောက်သွားဖို့အသုံးပြုတဲ့စနစ်နဲ့အတူတူပဲဖြစ်ပါတယ်။ဒါအပြင်သူဟာအလျားကီလိုမီတာ2000နဲ့အမြင့်ကီလိုမီတာ8000ရှိဖို့လိုအပ်ပါတယ်။ဒီအမြင့်ဟာလေယာဉ်တွေပြန်တန်းနိုင်တဲ့အမြင့်ထက်တောင်8ဆပိုမြင့်သွားပါသေးတယ်။ဒီကလို့ဒါဒီ project အောင်မြင်ခဲ့မယ်ဆိုရင်တော့ရင်ပေါင်းများစွာကိုအာကာသထဲမှာဒုံးပြန်ရဲ့အကူအညီမပါဘဲလွှတ်တင်နိုင်ပြီးအာကာသခရီးသွားလာမှုအတွက်ကြီးမားတဲ့အထောက်အကူဖြစ်လာပါလိမ့်မယ်။ဒီစက်ကွင်းကိုစီးရဖို့ကံပါလာသူတွေကတော့တစ်စက္ကန့်ကို14ကီလိုမီတာနှုန်းနဲ့အမြန်ဆုံးခရီးသွားရပါလိမ့်မယ်။ဒါပေမဲ့ဒီ project ကိုလည်းစတင်အသက်မသွင်းခင်တပ်ပညာရှင်တွေဘက်ကပြင်ဆင်စရာတွေလည်းရှိပါသေးတယ်။ဒီ project ကိုလှုပ်ဆောင်တဲ့အချိန်တစ်နှစ်အတွင်းမှာတင်ကုန်ကျစရိတ်ဟာ$10 ဘီလီယံလောက်အထိရှိနေပါတယ်။ဒါအပြင်အဓိကအသုံးပြုမဲ့တန်လိုက်စနစ်ကလည်းဆက်လက်တိုးတက်အောင်လှုပ်ဆောင်လျက်ရှိနေပြီးဒီ Latch Loop ကိုစကန်ချထားဖို့အတွက်လူနေသိမ့်မထူထပ်တဲ့နေရာတစ်ခုကိုလည်းတပ်ပညာရှင်တွေကရှာဖွေရအောင်မှာပဲဖြစ်ပါတယ်။နံပါတ်1 Space Elevator အာကာသတက်လေကားဒီ project ကတော့1985ခုနှစ်မှာရုရှားသိပ္ပံပညာရှင် Konstantin Tsiolkovsky ကအာကာသတက်လေကားအကြောင်းအိုင်ဒီယာရခဲ့ကလေးကအမြင့်35,800 ကီလိုမီတာလောက်ရှိတဲ့တာဝါတစ်ခုကိုဆောက်လုပ်ဖို့စဉ်းစားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်တုန်းကတော့ဒီလောက်အမြင့်ရှိတဲ့အဆောက်အဦကိုဆောက်လုပ်နိုင်မဲ့ကုန်ကျန်းပစ္စည်းဆိုတာမရှိခဲ့ပါဘူး။20ရာစုနှစ်မှာတော့အာကာသတက်လေကားဆောက်လုပ်ဖို့ကိုစိတ်ဝင်စားလာကြပြီဖြစ်တဲ့အတွက်ကုမ္ပဏီအများစုကလည်းဒီ project ကိုအကောင့်ထဲပေါ်ခွင့်ရဖို့အတွက်ပြိုင်ဆိုင်လျက်ရှိနေကြပါတယ်။ဒါပေမဲ့အကုန်လုံးအတွက်လိုအပ်တဲ့အခြေခံပစ္စည်းတွေကတော့အတူတူပါပဲ။ဒီတက်လေကားမှာပထမဆုံးအနေနဲ့ကမ္ဘာမြေလေထုရဲ့အထက်ကိုရောက်နိုင်မဲ့ကေဘယ်ကြိုးတစ်ခုအလေးချိန်ကိုထောက်ကန်ထားနိုင်ဖို့အတွက်ကြိုးသိမ်းကြိုးမွားတစ်ခုဒါအပြင်ကမ္ဘာမြေကနေတွာလာဖို့အတွက်ခလိုက်ပါတစ်ခုလိုအပ်ပါတယ်။ဒါပေမဲ့ဒါကိုဆောက်လုပ်ဖို့အထိဘယ်ကုန်ကျန်းပစ္စည်းကတင်းလျော်တလဲဆိုတာကိုတော့အခုချိန်ထိစမ်းသပ်နေကြတော့မှာပဲ။တချို့တွေကတော့ Diamond Nano Thread လိုမျိုးကုန်ကျန်းကိုရှာဖွေနေကြပြီးတချို့တွေကတော့ကေဘယ်ကျိုးပေါ်မှာတင်းအားကိုခံနိုင်ရရှိမဲ့ Carbon Graphite လိုကုန်ကျန်းကိုရှာဖွေနေကြပါတယ်။ဒီ project အပြီးအထိသိပ္ပံပညာရှင်တွေထည့်သွင်းစဉ်းစားရမယ့်အချက်တွေကတော့အများကြီးပါပဲ။အာကာသအငြိအကျေးတွေဟာရေရှည်မှာဓာတ်လေကားအတွက်စိုးကျိုးတွေဖြစ်လာစေနိုင်ပြီးအဲဒီလောက်အမြင့်အထိဆောက်လုပ်ဖို့အတွက်ကုန်ကျန်းလုံလောက်ရှိပါမလားဆိုတာကလည်းမသေးချာလာပါဘူး။ဒါပြင်ဆောက်လုပ်ရေးကုန်ကျစရိတ်$10 ဘီလီယံခန့်အပြင်အခြားသောနည်းပညာပြဿနာပေါင်းများစွာကလည်းရှိနေပါသေးတယ်။ဒါပေမဲ့ရှီဇိုကာတက္ကသိုလ်ကဇီဝဗေဒပညာရှင်တွေကတော့ဒီ project ကိုအရင်ဆုံး scale ချုံကစမ်းသပ်မှုတွေပြုလုပ်လျက်ရှိပြီးတိုကျိုအခြေစိုက် Operashi Corporation ကတော့ဒီ project ကို2050ခုနှစ်လောက်ကြာရင်တော့အပြီးသတ်နိုင်လိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။တချို့ကကြတော့လေဒီ project ကို2045ခုနှစ်မှာအပ
ပြီးတတ်နိုင်မယ်ဆိုတော့တရုတ်ကပညာရှင်တွေနဲ့ဆိုရင်ပိုကောင်းနိုင်မယ်လို့ဆိုကြပါတယ်။ဒါကြောင့်ဒီလိုမိုးမြော့တိုက်တွေနဲ့ပတ်သက်လို့ပရိသတ်တို့ရဲ့အမြင်မှာရောလက်တွေမှာဘယ်လိုထင်ပါသလဲ။ဒါဖြစ်နိုင်မယ်လို့ထင်ပါသလား။နောက်ပြီးပရိသတ်တို့ရောအာကာသတက်လီကားကိုစီးကြည့်ခြင်းဖူးပါသလား။ဒါဆိုရင်တော့ပရိသတ်တို့ရဲ့အတွေ့အကြုံကိုကွန်မန့်မှာရေးပေးသွားခဲ့ပါဦးခင်ဗျာ။ကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တဲ့ကျွန်တော်တို့အစာအုပ်တွေကိုဘယ်လောက်ထိအမြင့်ဆုံးစောက်လုပ်နိုင်မလဲဆိုတဲ့အကြောင်းအရာကိုပရိသတ်များအားလုံးပဲနှစ်သက်ကြမယ်လို့ထင်ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးပရိသတ်ရဲ့ထင်မြင်ချက်တွေကိုလည်းကွန်မန့်မှာပါဝင်ဆွေးနွေးပေးသွားကြပါဦးခင်ဗျာ။